ပြီးတော့မထေရမြတ်ကြီးကိုပြုစုစေတာအဲ့ဒီမှာမထေရမြတ်ကြီးကချမ်းချမ်းသာသာပဲနေတာစက္ခုပါဠမထေရတဲ့နောက်တော့တခုသောနေ့မှာမိုးတွေကအကြီးကျယ်ရွာမိုးတွေရွာတော့ညချမ်းမိုးရွာတော့မိုးတိတ်သွားပြီဆိုတော့မြေကြီးကနေပိုးပလံကောင်လေးတွေပွဲစိတ်ကလေးတွေခြာကောင်ကလေးတွေထွက်လာတာပေါ့ဗျာအဲ့ဒါမနဲ့လင်းတော့မထေရမြတ်ကြီးကစောစောထပြီးတော့ဈဉ္ဉံလျှောက်တယ်ဒီနားမှာပိုးကောင်လေးတွေရှိတယ်ဆိုတာ तू မသိဘူးမသိတော့ तू ကတော့ပုံမှန်ပဲလျှောက်တာပေါ့အဲ့ဒီမှာဖျားဘူးကြွလာကြတဲ့အာဂန္တုယဟန်တွေကစက္ခုပါဠမထေရလမ်းလျှောက်ထားတဲ့နေရာကိုရောက်တော့ပိုးကောင်အသေးတွေကိုတွေ့ဟာဒါဘယ်သူလမ်းလျှောက်ထားတာလဲစက္ခုပါဠမထေရလမ်းလျှောက်ထားတာဩကြည်စမ်းပါအောင်တော့မျက်စိမြင်တော့ကတော့အားရအောင်တုံးလုံးပဲလက်အိတ်နေပြီးတော့မျက်စိမမြင်တော့မှအတင်းစင်းညံလျှောက်နေတကူဟောပိသိပုထုဇဉ်တွေဆိုတော့ဗာလဲမသိဘဲနဲ့ရမ်းပြောတာဦးဇင်းကအဲ့ဒီစာလေးဖတ်ရင်တော့ဩလူတွေဟာသူများအပြစ်ကိုများကြမ်းဖန်ပြီးတော့ပြောတတ်တယ်ဟုတ်ရဲ့လားအေးအဲ့ဒါမျက်စိမြင်တော့ကတော့ဗာလဲတော့အိတ်နေပြီးတော့မျက်စိမမြင်မှအတင်းအားထုတ်နေတာအခုပိုးကောင်တွေသေပြီဒီလူမိုက်ဒီအကျိုးရှိမယ်ဆိုတာကိုလုပ်မယ်လို့ကြံပြီးတော့အကျိုးမဲ့တာတွေကိုလုပ်နေပါလားသူများကိုအပြစ်တင်နေတာဟုတ်လည်းမဟုတ်ဖဲနဲ့အဲ့ဒါသူတို့ကဘယ်ထိသွားတော့မြတ်စွာဘုရားထိတောင်သွားပြီးတော့သူတို့ကရှောက်တာရှောက်တော့မြတ်စွာဘုရားကချစ်သားတို့တဲ့အဲ့ဒီစက္ခုပါဠမထေရကအဲ့ဒီပိုးကောင်လေးတွေကိုတက်ပြီးတော့နင်းနေတာကိုမင်းတို့မြင်လားတဲ့မမြင်ပါဘူးဘုရားအေးမင်းတို့မမြင်တယ်လို့အဲ့ဒီစက္ခုပါဠမထေရကလည်းပိုးကောင်လေးတွေကိုမမြင်ရဘူးတဲ့ယဟန္တာဆိုတာသေစီလိုတဲ့စိတ်မရှိသေစီလိုတဲ့စိတ်မရှိတဲ့အတွက်ကြောင့်ဘာအပြစ်မှမဖြစ်ဘူးဆိုပြီးတော့သောတော်တုံးကပိဋကပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ပြောခဲ့တဲ့ဂါထာကလေးကိုအဲ့ဒီမှာဟောတာဟုတ်လားမနောပုပ္ပင်ကမဓမ္မမနောတိဋ္ဌာမနောမေယမနတ္တာစီပဒုဋ္ဌေနဘာတတိဝါကရောတိဝါဒီမှာမြတ်စွာဘုရားကဒီဂါထာလေးကိုမဟောသေးခင်မှာယဟန်တော်အရှင်မြတ်တွေကဘာမေးလဲဆိုတော့အရှင်ဘုရားတဲ့ယဟန္တာဖြစ်မဲ့ဒီပုဂ္ဂိုလ်ဟာဘယ်ဘဝကကံရောက်မှုလို့မျက်စိကွယ်ရတယ်လေတဲ့ယဟန္တာဖြစ်လောက်အောင်ဘုံကံကြီးပါလက်ကနေဘာလို့မျက်စိကွယ်ရလဲလို့မေးတာအဲ့ဒီတော့မှမြတ်စွာဘုရားကသူပြုခဲ့တဲ့ကံအားလျော်စွာဖြစ်ရတာဆိုပြီးတော့အတိတ်ဇလန်းလေးကိုအတူချုပ်ပြောပြတာတခုသောဘဝတုန်းကဒီစက္ခုပါဠမထေရရဲ့အလောင်းကဆေးသမားတစ်ယောက်ဖြစ်တယ်ဆေးသမားတစ်ယောက်ဖြစ်တော့အဲ့ဒီရွာမှာမိန်းမတစ်ယောက်ကသူတို့ပဲမျက်စိယောဂါဖြစ်တော့မျက်ရည်တွေတွေ့ကြဆရာသည်ရောက်လာတော့အေးနင်းကိုငါကုပေးမယ်ရှေ့ကုပေးမယ်နဲ့ငါ့ကိုအဖိုးအခဘာပေးတရားရှိတော့အဲ့တော့အဲ့ဒီမိန်းမကလည်းဆင်းရဲတော့မျက်စိယောဂါလည်းပျောက်ချင်လုံးအားကြီးတာနဲ့သူကလည်းပြီးရောပြောလိုက်တယ်ဘယ်လိုပြောလဲဆိုတော့တကယ်လို့သာဆရာဆေးနဲ့ပျောက်မယ်ဆိုလို့ရှိရင်သားတွေသမီးတွေနဲ့တကွာဆရာအိမ်မှာကျွန်ခံမမယ်လို့အဲ့ဒါလိုပြောတာအဲ့ဒါလိုပြောတဲ့အခါကျတော့အေးဟုတ်ပြီကောင်းပြီဆိုပြီးတော့မျက်စင်းကောင်းကောင်းဖော်ဆက်ပြီးတော့အဲ့ဒီဒကမကိုပေးတယ်တခါခတ်လိုက်တာနဲ့မျက်စိဟာလုံးဝပျောက်ကင်းသွားတယ်အဲ့ဒီတော့အဲ့ဒီဒကမကစဉ်းစားတယ်မျက်စိကတော့ပျောက်သွားပြီလို့ပြောရင်ငါသူ့အိမ်မှာငါဂတိအတိုင်းကျွန်ခံရရင်တော့ဒုက္ခပဲအဲ့ဒီတော့ကျွန်မခံရအောင်ငါမပျောက်သေးဘူးလို့လိန်ပြောမယ်ပေါ့သူကအဲ့ဒါလို့ဆရာနဲ့တွေ့တော့သူကအဲ့ဒါလို့မပျောက်သေးဘူးလို့လိန်ပြောတော့လိန်မှန်းသိတယ်ဆရာကလိန်မှန်းသိတဲ့အခါကျတော့ရှိစီဒီလောက်တောင်ဆိုးတဲ့မိန်းမကောင်းတဲ့မျက်စင်းကိုငါပေးပြီးတော့သူ့ရဲ့မျက်စိကိုငါပြက်အောင်လုပ်မယ်လို့သူကအဲ့လိုကြံစီတဲ့အဲ့လောက်ကြီးတော့လည်းမရက်ဆက်သင့်ဘူးနော်သူ့ရဲ့စိတ်ကညစ်တာပေါ့ဟုတ်လားညစ်တဲ့လူကိုညစ်တယ်လို့ပြန်တုံ့ပြန်မယ်ဆိုတဲ့သဘောပေါ့အဲ့ဒါနဲ့သူကအိမ်ရောက်တော့သူမိန်းမကိုတိုင်ပင်သေးတယ်ဗျအဲ့ဒီတက္ကမအဲ့ဒါလိုပဲဒါကြောင့်ငါသူ့မျက်စိကိုပြက်အောင်ငါလုပ်မယ်မိန်းမကလည်းစိတ်ကောင်းနှလုံးကောင်းရှိတယ်ဆိုရင်တားမှာပေါ့ကိုယ့်ယောက်ျားကိုသို့တော်သူကလည်းစိတ်ကောင်းနှလုံးကောင်းမရှိတော့ဘာပြောတယ်ဆိုတော့ဘာမှမပြောဘူးစိတ်ပဲနေတယ်သဘောတူတယ်ပေါ့အဲ့ဒါနဲ့မီးလိုတောက်စီတဲ့ပူတဲ့မျက်စင်းကိုဖော်ပြီးတော့မင်းမပြောက်သေးလို့ရှိရင်လုံးကောင်းသွားအောင်ဒီမျက်စင်းလေးကိုခတ်ဆိုတော့ဟိုကအကောင်းမှတ်ပြီးတော့ခတ်လိုက်တာအဲ့ဒီကြမှာမျက်စိနှစ်ဖက်ပြည့်ရရှာအဲ့ဒါလိုညှဉ်းနှွမ်းတဲ့စိတ်တွေပြစ်မှားတဲ့စိတ်တွေသူတစ်ပါးကိုမကောင်းကြံတဲ့စိတ်တွေအခြေခံပြီးတော့လှုပ်ခဲ့တဲ့ပြောခဲ့တဲ့အတွက်ကြောင့်အဲ့ဒီစက္ခုပါဠမထေရသည်မျက်စိကန်းခဲ့ရတာဟုတ်ရဲ့လားတခါကြီးမိုက်ပြအဲ့ဒီမှာမြတ်စွာဘုရားကချစ်သားတို့မကောင်းတဲ့စိတ်ကိုအခြေခံပြီးတော့ပြောမယ်ပြုမယ်ဆိုလို့ရှိရင်
အဲ့ဒီမကောင်းတဲ့စိတ်ကိုအခြေခံထားတဲ့အပြောအပြုတို့သည်အဲ့ဒီပုဂ္ဂိုလ်ကိုဆင်းရဲဒုက္ခတွေဖြစ်စေပြီးတော့အစဉ်လိုက်နေတယ်လို့မြတ်စွာဘုရားကအဲ့ဒီမှာဟောတာဟုတ်ရဲ့လားပေတပေါင်းသူတော်ကောင်းတို့လည်းကြားဖို့ပါတယ်ဝက်မှာအမြဲငရဲမှာအပလို့ဗမာစကားပုံလေးရှိတယ်နော်အေးအဲ့ဒါလိုမျိုးသူများကိုကိုကလှုပ်ခဲ့တော့ကို့လည်းပဲပြန်ပြီးတော့မခံရဘူးလားခံရတယ်ဒါကြောင့်ဒါလေးတွေကိုပေတပေါင်းသူတော်ကောင်းတို့စဉ်းစားပြီးတော့မကောင်းသောစိတ်နဲ့ပြုကြတဲ့ပြောကြတဲ့အလုပ်တွေအပြောတွေဟာကိုယ့်ကိုဒုက္ခဖြစ်စေတယ်လို့နားမလည်သင့်ဘူးလားနားလည်ရမယ်ဒါကတော့အခြေခံဗုဒ္ဓဘာသာဝင်သူတော်စင်တွေနားလည်ကြပါလေသို့တော့နဲ့နဲ့နဲနဲလေးနားလည်ဖို့ရကမကောင်းတဲ့စိတ်တွေဖြစ်လာပြီဆိုလို့ရှိရင်အပြောတွေအပြုတွေမဖြစ်သေးခင်မှာကိုပဲကို့မှာပူလောင်ရတယ်ဆင်းရဲရတယ်ပင်ပန်းရတယ်ဒါလေးကိုလည်းသဘောပေါက်စေခြင်းနဲ့ဟုတ်လားမကောင်းတဲ့စိတ်တွေဖြစ်လာပြီဆိုရင်အခုဖြစ်ရင်အခုပူတယ်အခုဆင်းရဲတယ်မိခဲကိုကန်လိုက်ရတယ်လို့မျိုးအစိတ်ကိုမျိုးလိုက်ရတယ်လို့မျိုးမကောင်းတဲ့စိတ်တွေဟာအခုဖြစ်ရင်ဘာဖြစ်တော့အခုပူလောင်တယ်အခုဆင်းရဲတယ်အဲ့ဒီပူလောင်တာတွေဆင်းရဲတာတွေကပူလောင်လုံးမကပူလောင်လာပြီဆင်းရဲလုံးမကဆင်းရဲလာပြီဆိုတော့မထိန်နိုင်မသိနိုင်ဖြစ်တော့အပြောတွေပါဆက်ပြီးတော့မှားကုန်ရောအလုပ်တွေပါဆက်ပြီးတော့မှားကုန်ရောတပါးသောသူတွေကိုထိခိုက်ကုန်ရောဟုတ်လားမကောင်းသောစိတ်တွေမွေးကြမယ်ဆိုရင်တော့အခုလည်းပဲပူလောင်ရပါတယ်ဆင်းရဲရပါတယ်မကောင်းတဲ့အပြောတွေအပြုတွေထိဆက်ပြီးတော့ကြီးပွားသွားရင်တော့နောင်လည်းပဲပူလောင်ရပါတယ်ဆင်းရဲရပါတယ်ပြုမှားလေခြင်းပြောမှားလေခြင်းဆိုတဲ့နောင်တတွေနဲ့ပြုမှားပြောမှားတွေကကြီးရင်ကြီးသလောက်ကိုယ့်ဘဝကြီးပူလောင်ရဆင်းရဲရတာတွေမကြီးပေဘူးလားကြီးမယ်ဟုတ်ရဲ့လားအေးဒါကြောင့်ချမ်းသာခြင်းရတဲ့ပုဂ္ဂိုလ်တွေတနည်းဖြင့်တော့ဆင်းရဲဝေးခြင်းရတဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲကိုဖြစ်စေတတ်တဲ့ဒီမကောင်းတဲ့စိတ်ဓာတ်တွေကိုဝေးစွာရှောင်ဖို့မလိုဘူးလားလိုတယ်မကောင်းတဲ့စိတ်ကိုဘာလို့ရမလဲဝေးစွာရှောင်ရမယ်ဝါနေဇောဝဗယမကောအပတ္တတောမဟာတနောဝေတံစီဝိတုကာမောဝပါပါဏိပရိဝိဇ္ဇေမြတ်စွာဘုရားကဥပမာလေးနဲ့ပြောတာဗျမကောင်းတဲ့စိတ်တွေဘလောက်ထိကြောက်ရမလဲဆိုလို့ရှိရင်ပစ္စည်းဥစ္စာတွေအများကြီးပါတဲ့ကုန်တယ်ကြီးတယောက်ဟာတခိုးတွေဓမြတွေရှိတဲ့လမ်းကိုရှောင်တယ်လို့မျိုးတဲ့ပေးတဲ့ဥပမာဟုတ်လားပစ္စည်းဥစ္စာတွေများပြီးတော့အဖို့နေတဲ့တခိုးကုန်တယ်ကြီးတွေဟာတခိုးတွေဓမြတွေတိတ်ဆိုးတဲ့လမ်းကိုရှောင်တယ်လို့မျိုးအသက်ရှင်လို့မတည်လို့တဲ့ပုဂ္ဂိုလ်ဟာအစိတ်ကိုရှောင်တယ်လို့မျိုးမကောင်းတဲ့စိတ်တွေကိုမဖြစ်အောင်ကြိုးစားရမယ်လို့မြတ်စွာဘုရားမဟောဘူးလားဟောတယ်ဒါကြောင့်ဒါကတော့ဦးဇင်းတို့တရားရဲ့ပထမပိုင်းပေါ့ရှင်ရဲဝေးခြင်းတယ်ဆိုလို့ရှိရင်မကောင်းမှုနဲ့ဝေးအောင်ကြိုးစားရမယ်မကောင်းမှုနဲ့ဝေးခြင်းတယ်ဆိုရင်မကောင်းတဲ့စိတ်တွေမဖြစ်ဘူးကြိုးစားရမယ်ဟုတ်ရလားသစေဘာယထဒုက္ခတသစေဟောဒုက္ခမပ္ပိယမဟာကထပါပကံကမ္မအာဝိဝါယတိဝါရဟောဆင်းရဲကိုကြောက်တယ်ဆိုလို့ရှိရင်မကောင်းမှုကိုကြောက်ရမယ်လို့မြတ်စွာဘုရားအဲ့လိုဟောတာပိဋိဘာကိုကြောက်ရင်ဘာကိုကြောက်ရမယ်ဆင်းရဲကိုကြောက်တယ်ဆိုရင်မကောင်းမှုကိုကြောက်ရမယ်နော်ဆင်းရဲကိုကြောက်တယ်ဆိုရင်မကောင်းမှုကိုကြောက်ပြီးတော့လူရှိမှာပဲဖြစ်စီကိုယ်ရမှာပဲဖြစ်စီမကောင်းမှုကိုမလုပ်ပါနဲ့အဲ့ဒီမကောင်းမှုတွေမဖြစ်ဖို့ဆိုတာကမကောင်းတဲ့စိတ်တွေမဖြစ်မှသာလျှင်မကောင်းမှုတွေမဖြစ်မှာမကောင်းတဲ့စိတ်တွေဖြစ်လာရင်တော့အဲ့ဒါတွေကထိတ်မနိုင်လို့ရှိရင်အပြောတွေအပြုတွေသိရှင်းပွားကူးဆက်ပြီးတော့မသွားပြီဘူးလားသွားမယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဆင်းရဲခြင်းရဲ့လက်သေးတရားခံအရင်အမြစ်တည်မကောင်းသောစိတ်ဆိုးသောစိတ်လို့နားလည်ထားကြရမှာဟုတ်လားအေးဒါကဥရှင်တို့အဲ့ဒီဂါထာကိုလည်းဟောရောတတ္တဝါပေါင်းများစွာကျွတ်တန်းဝင်ကြတယ်လို့အဲ့ဒါကယမကဝတ်ရဲ့ပထမဦးဆုံးစက္ခုပါဠမထေဝတ္ထုတဲ့ဟုတ်ရလားအေး